မင်္ဂလာပါအားလုံးပဲဒီခေါက်ကတော့3-4သိန်းဝန်းကျင်လေးတွေပါရှိလဲလို့မေးကြတဲ့ customer လေးတွေပေါ့နော်ဒီမှာစက်ရုပ်ဖုန်းလေးလည်းအသေးရောက်ထားပါတယ်တက္ကနိုကထုတ်တဲ့တက္ကနို Spark 30လေးပေါ့နော်လုံးဝလမ်းပြန်နေရပဲနော်လုံးလေးကတော့ဒီကောင်လေးတွေကလေဒါလေးကရက်ပိုင်းမဲ့300တည်းအလုံးလေးပေါ့အစစ်စီကတော့6,4,900ရှိတယ်ဒါလေးက4သိန်းကျော်နဲ့ဝယ်ရရှိနိုင်မှာပါကူးကျိုးအစုံပါပါမယ်နော်ပစ္စည်းအစုံပါမယ်လုံးဝအလုံးကောင်းတယ်အလုံးဖိုင်းတယ်ဒီချာလေးအသေးစိတ်လေးပြပေးမယ်နော်ဒါလေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်လက်ငင်းလဲဝယ်လို့ရတယ်လို့အရေးကြဝယ်ယူခြင်းနဲ့ customer လေးတွေအတွက်လည်းအရေးကြလျှောက်ပြီးတော့ဝယ်လို့ရပါတယ် iPhone တွေလည်းအရေးကြရောင်းပေးပါတယ်ဒါလေးကတော့ကပ်ပယ်လေးရှိမယ်နော်သူကတော့ Camon တက္ကနိုကထုတ်တာပဲ Camon 20 Pro ပေါ့နော်ဒီကောင်လေးတွေဒါလေးတွေလည်း3-4သိန်းဝန်းကျင်လေးအမေးများကြတဲ့ဟာလေးတွေပေါ့နော်တင်ပေးထားပါတယ်ဒီကောင်လေးက Redmi Note 12 Pro လေးပေါ့ Note 12 Pro ကင်မရာတွေပါ share သုံးလို့ရတယ်၄သိန်းကျော်လေးမှာကင်မရာ share သုံးမယ် 5G network လေးနဲ့သုံးမယ်ဆိုရင်တော့ဒါလေးတွေလည်းကောင်းပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဝယ်ယူအားပေးမယ်ဆိုရင်စမ်းငယ်2လမ်းနဲ့3လမ်းကြားမှာရှိတဲ့ထာဝရမိုဘိုင်းကိုအရောက်လာအားပေးဖို့ဖိတ်ခေါ်ခြင်းပါရှင် online နေမှာယူခြင်းတဲ့ customer လေးတွေလည်း399385ကိုဆက်သွယ်ပြီးတော့အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်